နေ့ဒီမှာသွားပါတယ်လူကျင်နာလေးတွေတော့ဝယ်လာတယ် Bones တို့နောက်အိမ်မှာကိုတိုက်တဲ့ဆက်ပြားတို့ဆန်သူဆက်ပြားလေဆန်သူတွေတို့ဆက်ပြားဒီကောင်လေ Vice Vermicelli Rice Vermicelli ဒီကောင်က Rice တောင်ဖြစ်တယ်ကြာဆန်လေဒီကောင်ကောင်းကောင်းပြုတ်လိုက်ရင်လေတကယ်ကြာဆန်မယ်ဒီကောင်လေနောက်ဒါဆက်ပြားဆန်သူဆက်ပြားသုံးလုံးကို100ပေးရတယ်ဒီမှာစီနေကြစီတော့တစ်ထုပ်ကို145ချက်ပေးရတယ် Freedom 1 kg ပေါ့ဒါနေကြစီ Bones ဘူးကြီး288ချက်ပေးရတယ်အိန္ဒိယပစံသွားတိုက်စေးတို့အစုံမှာပဲဒီနေ့ဝယ်လာတာဒါလေးကတကြားလုံးတကြားကဲလေးတွေတကြားလုံးလေးတွေတားလေးကြိုက်တယ်ဒီထဲမှာအပြည့်ရှိသေးတယ်ဒီထဲမှာကျတော့ဟွာပေါ့ဒီကောင်မကြီးသေးပေါ့မကြီးသေးတော့အစီထုတ်ပြီးသားတွေနောက်ဒါကျတော့တကြားတို့မိုင်သားတို့ဒါငယူသီး6သေးတို့အကုန်တလားစာအပီးခွဲထားလိုက်တော့ပြောတာပဲတလားမလောက်ပါလက်ကလည်းကြီးတကြားတို့ဒါသူတို့ကျတော့ဒါဒီမမှာဒါဇီတာဒီမမှာဒီလိုမျိုးထုတ်ပဲဒီဥစားလေးဟိုဟာပေါ့ဘယ်လိုပြောရမလဲ paper 8တွေနဲ့ပေါ့ paper 8တွေနဲ့ဒီထဲမှာသူကတစ်ခါတည်းပါပြီးသားအလေးချိန်နဲ့ဈေးနှုန်းနဲ့ဒါဆိုရင်64ချက်ဒါကဘာလဲဆိုလို့ရှင်ဒါကbusiness ဆိုဥစားပေါ့ပဲမုတ်တော့အဲ့လိုတစ်ခါတည်းပါပြီးသားဒီမှာဒီလိုလေးထုတ်ပြီးတယ်အီတလီဒါဘာတို့နောက်ပြီးတော့ဒီမိုင်သာတို့အာတာတို့အစုံတလောက်စားမြေပဲတို့အစုံပဲဒါလေးချစ်စရာလေးကျန်ပလင်းလေးတွေဒါလေးဇီတာတို့မုံညင်းစီတို့ပါလို့ထည့်ဖို့သူကလေးလုံးကို69ချက်ပေးရတယ်ဒါလေးတွေအဲ့ချစ်လို့ဒီမှာလေးဒီပလင်းလေးတွေသူကအဖုံးလေးနဲ့သူ့အဖုံးလေးကလည်းဒီမှာလေးချစ်စရာလေးတွေအခုမှုံနေရနော်နည်းနည်းဆေးလိုက်လို့ရှိရင်လေကြည်နေရောဒီပလင်းလေးလေးလုံးကိုသူက100ပေးရတယ်လေးလုံး